ညာချမ်းစီးစားခုမှရွှေဘုံဆောင်ဟာကျောင်းတော်သားတယောက်လုံးဒီကြည်လို့နေတယ်အခန်းတစ်ချုပ်မှာတော့မီးလင်းနေပြီအပေါ်ဆုံးတက်ကတဲ့ကွယ်သမားဟာဆောင်းပေါက်တဲသောဒီကလိုက်တော့နင်းယူရီဟာဘိုးပြီးသိပြီးလာတယ်ချေရတဲ့နေရများစွာပြင်းကြည့်တလဲပြောတလဲကုန်ခဲ့စီခါအပေါင်းသိန်း9ယောက်ရဲ့ကြားခင်မင်းသူတရားကျော်နဲ့ဘဝမှာရွှေအောင်တောက်ခဲ့တဲ့ကောလေးနဲ့ရဲ့ညာပတောင်ရချောင်းကလေးတွေကျွေးနေချိန်မှာအခန်းရှိကပတင်းပေါက်ကိုဖြတ်ကျော်လာတဲ့ဒီဒီဟာအလုံးအဆွေတွေနဲ့နှွေးလွန်နေတယ်စိတ်ကူးနဲ့ယူခဲ့သူဟာအသက်မရှိတဲ့မိန်းကလေးကိုတတိယမိတော့အစောအရှုံးအကြောင်းတွေကြပြဆက်နေတယ်ရှေးလျာတဲ့နေရများစွာပြင်းကြည့်တလဲပြောတလဲကုန်ခဲ့တဲ့အခါအပေါင်းသိန်း9ယောက်ရဲ့ကြားခင်မင်းသူတရားကျော်နဲ့ဘဝမှာရွှေအောင်တောက်ခဲ့တဲ့